င်္ဂလာပါအားလုံးပဲ healthy life မြန်မာမှာကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ကော်ကခါသီးကိုပုံမှန်စားသုံးပေးတဲ့လူအုပ်စုတွေအကြောင်းတနည်းအားဖြင့်ကော်ကခါသီးစားသုံးခြင်းဖြင့်ခန္ဓာကိုယ်မှာရရှိလာမယ့်အကျိုးကျေးဇူးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကော်ကခါသီးကိုပုံမှန်စားသုံးတဲ့အကြောင်းပြောပြမခင်မှာကော်ကခါသီးရဲ့အာဟာရတန်ဖိုးကိုအရင်သိထားဖို့လိုအပ်ပါတယ်ချက်ပြုတ်သီးကော်ကခါသီး100 gram မှာပါဝင်တဲ့အာဟာရဓာတ်တွေကတော့ကာဗွန်ဟိုက်ဒရိတ် 8.8 gram အမြင့်ဓာတ် fiber 4.5 gram ပရိုတင်း 1.3 gram ကယ်လ်ဆီယမ် 17 mg မက်ဂနီဆီယမ် 12 mg ဖော့စဖရပ်စ် 18 mg ပိုတက်ဆီယမ် 150 mg ခန့်မှန်းခြေတို့ပါဝင်ပါတယ်အာဟာရတန်ဖိုးနဲ့တတိပြုရမယ့်အချက်တွေကိုသိရှိပြီးပြီဆိုရင်တော့ကိုရခတိစားပေးတဲ့အဓိကအချက်ကိုဆက်လက်ကြည့်ရှုလိုက်ရအောင်ပါနံပါတ်1နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေခြင်းကိုရခတိစားပေးခြင်းဟာကိုလက်စထရောကိုထိန်းညှိရမှာကူညီပေးနိုင်ပြီးနှလုံးကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်အဆီများတဲ့အစားအစာတွေကြောင့်သွေးလွှတ်ကြောတွေအတွင်းအဆီစုပုံခြင်းနှလုံးကနေသွေးညစ်ထုတ်ဖို့ခက်ခဲခြင်းတို့ကိုလျော့ပါစေနိုင်ပါတယ်နံပါတ်2စီးကျူယောဂအတွက်အကျိုးရှိခြင်းစီးကျူယောဂရှိသူတွေကော်ခါသီးစားမယ်ဆိုရင်ခန္ဓာကိုယ်တွင်းရှိဂလူးကို့စ်ပမာဏကိုညှိညောင်းအောင်ထိန်းသိမ်းပေးနိုင်ပြီးအစာစားပြီးနောက်သွေးတွင်းတကြားတက်ခြင်းကိုရော့ချပေးနိုင်တယ်လို့လေ့လာမှုတစ်ခုကဆိုထားပါတယ်။ဒါ့အပြင်ကော်ခါသီးမှာပါဝင်တဲ့အမြင့်ဓာတ်ကကာဗွန်ဟိုက်ဒရိတ်စုပ်ယူမှုကိုနှေးကွေးစေခြင်းဖြင့်သွေးတွင်းတကြားတက်ကိုထိန်းချုပ်ပေးနိုင်ပါတယ်။နံပါတ်3သွေးတိုးယောဂကိုထိန်းပေးခြင်းကိုရခတိမှာပါဝင်တဲ့ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓာတ်တွေဟာသွေးကြောနေရန်တွေကိုပြေလျော်စေခြင်းဖြင့်သွေးပေါင်ခြင်းကိုကျန်းမာတဲ့အဆင့်မှာထိန်းသိမ်းပေးတဲ့အတွက်ကြောင့်သွေးတိုးယောဂအတွက်အထူးသင်လျော်ပါတယ်။နံပါတ်4ကိုဝန်ဆောင်မိခင်များအတွက်အရေးကြီးခြင်းကိုဝန်ဆောင်မိခင်တွေအတွက် folate ဓာတ် FOLADE folate ကယ်လ်ဆီယမ်မြင့်အရေးပါတဲ့ဗီတာမင်တွေများစွာလိုအပ်ပါတယ်။ကော်ခါသီးမှာ folate ဓာတ် FOLADE folate ကျွယ်ဝစွာပါဝင်တဲ့အသက်ကလေးရဲ့ဦးနှောက်နဲ့အာရုံကြောင့်မှကြီးကောင်းမွန်စွာဖွံ့ဖြိုးမှုအတွက်စားသုံးသင့်ပါတယ်။လုံလောက်တဲ့ folate ပမာဏရရှိခြင်းဟာကလေးမွေးဖွားပြီးအာရုံကြောင့်မှကြီးချိုးရင်ကျဖြစ်နိုင်ခြေကိုပါလျှော့ချပေးနိုင်ပါတယ်။နံပါတ်5ကင်ဆာရောဂါကာကွယ်ခြင်းကော်ခါသီးဟာကင်ဆာဆဲတွေပွားများမှုကိုတားဆီးပေးနိုင်ပြီးဆက်သွယ်မှုကိုအားပေးနိုင်တယ်လို့ဆိုထားပါတယ်။ဒါပြင်ကင်ဆာဆဲတွေပြန့်ပွားမှုကိုလည်းတားဆီးပေးနိုင်တဲ့အတွက်ကင်ဆာရောဂါကာကွယ်ရမှာအထောက်အကူပြုနိုင်ပါတယ်။နံပါတ်6ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်းကော်ခါသီးမှာအမြင့်ဓာတ်မြင့်မားစွာပါဝင်မှုကြောင့်အစာကြေစနစ်အတွက်ကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။၎င်းဟာအစာကြေဖြစ်ချက်မှုကိုမြင့်တင်ပေးခြင်းဥအတွင်းရှိကောင်းတဲ့ပိုးမွားတွေကိုတိုးပွားစေခြင်းနဲ့တိကျအသက်ဗီထုတ်လုပ်မှုကိုအားပေးခြင်းဖြင့်အစာအိမ်မာတွေအထက်ပါသက်သာရစေနိုင်ပါတယ်။နံပါတ်9အရွယ်တင်နှုတ်ပြိုစေခြင်းခေါ်ရခါသီးမှာပါဝင်တဲ့တတိုးဆိုင်ခြင်းပစ္စည်းတွေဟာခန္ဓာကိုယ်ဆဲလ်တွေပစ္စည်းချင်းအနေကာကွယ်ပေးပြီးရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်။ဒါအပြင်အရေးပြားတင်းကျပ်မှုကိုပေးတဲ့ကောလာဂျင်ထုတ်လုပ်မှုကိုအားပေးခြင်းဖြင့်အရေးအကြောင်းတွေနဲ့အရွယ်မတိုင်မီအိုရင်းမှုတွေကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။နံပါတ်10အသေးစီဖုံးယောဂအတွက်ကောင်းကျိုးပြုခြင်းအသေးစီဖုံးယောဂဆိုတာအသေးအတွင်းအဆီတွေအလွန်အကျွံစုပွန်ပြီးအသေးရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကိုထိခိုက်စေတဲ့ယောဂဖြစ်ပါတယ်။ခေါ်ရခါသီးစားသုံးပေးခြင်းအပြင်အဆီစုပုံမှုကိုလျှော့ချပေးနိုင်ပြီးအသေးကျန်းမာရေးကိုကာကွယ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။နံပါတ်9ဇီဝကမ္မယောဂစုဖြစ်ပွားမှုကိုလျှော့ချခြင်းဇီဝကမ္မယောဂစုဆိုတာသွေးတွင်းတကြားတဲ့မြင့်မာခြင်းကောင်းတဲ့ cholesterol HDL နဲ့ပါခြင်းသွေးတွင်းအဆီဓာတ် triglyceride မြင့်မာခြင်းစတဲ့ယောဂလက္ခဏာတွေစုပေါင်းဖြစ်ပေါ်တာကိုခေါ်ဆိုပါတယ်။ဒီယောဂစုရှိရင်နှလုံးရုပ်တရက်ဖောက်ခြင်းနဲ့စီးချိုယောဂဖြစ်ခြင်းတို့ဖြစ်နိုင်ခြေကိုမြင့်မားစေပါတယ်။ခေါ်ရခါသီးဟာနှလုံးသွေးကြောကျန်းမာရေးကိုမြင့်တင်ပေးပြီးကိုယ်လေးချိန်လျှော့ချရမှာအထောက်အကူပြုတဲ့အတွက်ဒီဇီဝကမ္မယောဂစုဖြစ်နိုင်ခြေကိုပါလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာလေးတွေကိုနားထောင်ပြီးတဲ့အခါမှာကော်ကခါသီးစားသုံးခြင်းနဲ့ပတ်သက်ပြီးခန္ဓာကိုယ်မှာရရှိလာမယ့်အကျိုးကျေးဇူးတွေဘလို့လူတွေစားပေးတဲ့တဲ့ဆိုတဲ့အချက်တွေကိုသိရှိသွားကြပြီလို့ထင်ပါတယ်။ကျမကြီးအတွက်အကျိုးကျေးဇူးတွေရရှိနိုင်ဖို့ညှော်လင့်ပါတယ်ခင်ဗျာ။ကျမကြီးဘူးတုတတွေပုံမရရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်။ကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေ။